Oh, အဲ့ 老 လိုရင်းကြပါ 哎，白嘞，布兰蒂娜奥嘞， Valentina off lane ဗလန်ညာရေးပြီဗလန်ညာရေး ။ဗလန်တီနာဟွာရင်းရဟွာဟိုဆိုတော့ကဲနော်ကျွန်တော်တို့ပွဲတဲ့ရောက်ရင်ဘက်တရီတောက်လျှောက်អော်ရတော့မှာဆိုတော့နော်ကျေးဇူးတင်စကားလေးပြောဖို့မေ့သွားမှာဆိုလို့ပါကျွန်တော်တို့အခု live ကြည့်ရှုနေတဲ့လူနော် viewer Facebook YouTube အပေါင်းအားလုံးပေါင်း3,400ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့အရင်ဆုံးပြောကြားခြင်းပါတယ် ဘာဝနေပြီ ကဲနော်ဆိုတော့ခုတော့ပွဲလေးတော့တစ်ချက်ရေးကြရမယ် တော်ကြီးလာပြီးတော့နော် Valentina ကိုလာလုံးနေတာဆိုတော့လေပြီးတော့နည်းနည်းလေးတော့လော့ဟန်နေနဲ့ River Monster ညာ ရအောင်တော့ Star အဲ့တိုင်းဖန်အဲ့လိုမလွဲနဲ့နော်ဒါအဲ့လိုမလွဲနဲ့နော် မအေးစီပါအေးစီပါကေပဲခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ်ဂျန်ငယ်သေးပါနဲ့ပြန်စားလို့ လေးလို့ထိန်းကြမလားကရီကို innocent လေးလို့ထိန်းကြမလား ညာဆိုတော့အောက်လမ်းမှာတော့ကရီနဲ့ကလောင်းနဲ့နေတာတခုမှာတော့ stick နေနေတော့နည်းနည်းလေးတော့ဖျဲခံနေရတယ်ဗောနော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနေလက်ပီလိုက်ထိုးတာတွေပါတွေခံနေရတယ်ဗလန်တီနာမိတ်လည်းဖြစ်နေတာဆိုတော့အမှန်တိုင်းပြောရင်တော့ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်ဒါကအညော်ပုံစံမျိုးစပယ်တွေပါတွေပြန်ခိုးပြီးဆော့မယ်ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရပါတယ်အောက်လမ်းမှာတော့ blink bucket လာပေးပြီးသားကြီး ဟုတ်တယ်အေးစေကဲနော်ခရီးတွေဘာတွေကလဲတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state တော့ကတော့ lane pressure တော့ရှိမှာတော့မဟုတ်ဘူးလဲမှာတော့ fast နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေခရီးတွေဘာတွေတော့စားဖို့တော့လွယ်တယ် ဖန်နီကေပဲ unbreakable red ကိုချက်ချင်းကြီးတွေ့လာပလားငါအဲ့ဒါစိတ်ပူတာဒါကြီးတခြားမဟုတ်ဘူးအဲ့ဒီဈေးပဲအရင်မပါဘူးဒါပေမဲ့အဲ့ပါတဲ့တော့ကတော်တော်ချိုးတယ်လာကြီးတို့ ဟောဘာအောင်ကန်ကန်လုတ်တတ်တာ ခိုင်ရီတော့လီယိုမိုတွေပါစော့နေပြီဗျာနော်လီနာလည်းလေလမ်းမှာတော့ dispersion rotation တွေပါတော့ပေးတာလေခိုင်ရီကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးဆန်းတော့သွားပူတာပါတယ်နော်ရင်အယံတော့ပေါင်းနေတာတခုမှတော့သွေးတစ်ဝက်ရောသွားမှဖန်နီနေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော်ဘက်ကက်တွေအများကြီးကိုကြော်ပေါက်မှာဆိုတာမောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ခိုင်ရီပဲရဝိုင်းမတန်ဖောင်ဖန်နီမာနာကြီးမရှိတော့ဘူးပြန်တော့ဘတ်တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့လီနာရလိုက်ပါသေးတယ်ဒီဘက်မှာလက်ပီလီနာကောင်တက်ပေးသွားရင်ရင်းလေးတော့ပြန်ပေးထားတယ်1 for 1 trade Valentina ပြော့နေတာကို ဗလက်တီနာက तू အမှန်တိုင်းပြော तू ထိုးတာတွေကခိုင်ရီကိုပြက်ပြီလို့ထင်ခဲ့ပေမဲ့ तू ကအရန်ပြော့တဲ့ဟီရိုဖြစ်တဲ့တော့ဘတ်တင်မှာကြာမခံသွားတာတကယ်ဆိုတော့ခိုင်ရီတေသွားတင်တာအဲ့နေရာမှာမင်းတကယ်တေး ဟုတ် နေ တယ်ကာရီသေးဝါမှာနော်နည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာကာရီရသွားပြီနော်ကာရီဟီရိုကီတကောင် first starter လေးတော့ယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ်ဘရို ရတယ်အဆင်ပြေသေးတယ်ညီကိုနော်လီနာဟီရိုကီယူပေးွားမြင်လိုက်တယ်ဘရိုနော်ဆို1 for 1ပဲလားတတရတော့ဒါ funny နဲ့တော့ဒါ report တာမလို့ဆိုလဲဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှအရင်ကြီးနှမျိုးနေကြတော့မရှိဘူးเนาะဒီဘက်မှာလဲ walking grass ဘာညာလေးတော့စားတိုင်းတော့အိုးနဲ့သူတို့ကတော့ ancient သင်း BB ဖိမှာပဲဘရိုဒီလားကျွန်တော်မြန်မာအသင်းကအဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးရမှာ မှန်မယ်နော်ကျွန်တော်လိန်နေကတော့ AI ကြောင်းပဲဆိုပေမဲ့ကလောက်ကဟိုကရီကတော်တော်ကြီးစပေးလိုက်ယူနေတာလောင်းတိုင်ဝါရှင်အောက်ပြန်ပို့ပေးလိုက်တာဗျစတစ်ကိုနော်စတစ်လည်းလာဖမ်းသွားရရမယ်အလဲလန်းတွေပါလေလာဖန်နော်ပြီးရင်တော့အောင်လန်းကိုတော့ဒိုင်ဗာရှင်နဲ့ပြန်ဖို့ဖန်နီကေပဲဆွဲနောက်မှာစကိုင်းလောင်တော့ဝင်လုံးမလားဘလင်းနေနဲ့တော့သွေးနေဝိုင်းနေတာတခုမှဂလိုရီယာပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းကျင်မှာတော့အီရိုကေ1-1နဲ့ကျွန်တော်တင်တော့အိုးနစ်ဘက်ကဗတ်တဲ့လိုချင်နေရတယ်တူတယ်လီယိုမောမြင်းနေပါတယ်ရှိတယ်ကျွန်တော်ဖန်ဒီဘက်ကလည်းချတာတော့ချရမှာသိလားဟိုလိုကြီးချိန်နေလို့တော့မရဘူးမှန်တယ်ဟီရိုကီတော့ပြန်လိုက် try မှရမယ်ဖန်ဒီနဲ့ဆိုတော့အားလီချရနိုင်ကတော့ကောင်းမှာအရင်တော့လောကြတော့မလို့ဘူးပေါ့နော် AC မှန်နေကောင်စားနှစ်ကောင်စားလေး live pick or try เนาะဒီဘက်မှာ funny blue ဘတ်ထွက်တော့မဲ့ timing လေးကိုတော့ key wine မြင်တော့မြင်လာတယ်ဆိုပေမဲ့ funny ကေပဲငတ်သားလေးတော့ဖြတ်စားဖို့တော့ကြိုးစားတယ်ဆိုပေမဲ့ဆန်းနေနေတော့ငတ်ကလေးပြောင်း flicker လေးနဲ့ခုံတော့ဝိုင်းနေတာတခုမှာလွတ်မြောက်သွားသေးတယ်ဗောနော်နောက်မှလည်းတာတေတွေပါတွေထွက်တဲ့ timing လေးလည်းရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်မြန်ဆန်းဆန်းလေးစားလိုက်မလား key wine ဒီ blue bag ကိုတော့ last scout ထားပါမယ်ပြီးမလာနဲ့အကောင်ပြီးမလာနဲ့ပုတ်ပေးလိုက်တိုင်းAOG ခုံတော့ AOG ခုံတော့အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်တော့မင်းခုံမှုလိုအပ်နေတာအင်ပြန်မှာ key wine အင်ပြန်မှာတပြန်လုံးလို့ရပြီအမှန်ပဲကဲဆိုတော့ဒီဘက်မှာတာတေတွေပါတော့ key wine မပါတဲ့အနေသားတစ်ခုမှာကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့เนาะဒဲပဲဝင်လုံထားနေမှာလည်းခိုင်ရီလီယိုမောမြင်းနေပါလေခေါ်ဗလေးတော့တောက်လျှောက်လိုင်းနေတန်းဖောင်ပြန်ခိုးပြီးတော့ထိုးဖို့တော့ကြိုးစားတယ်ရသေးလားရလိုက်တယ်ရင်းနေနဲ့ key wine လေးတွေရနောက်မှာတာတေကလည်းဟန်ယူသွားနေမှာခိုင်ရီတကောင်မှာဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ်ခိုင်ရီလေးကိုပါထက်ရလိုက်တဲ့အနေသားတစ်ခုမှာဟီရိုကေ3ကောင်နဲ့တာတေနဲ့တော့ကျွန်တော်တို့မြန်မာအသင်း4မိနစ်တိုင်မှာရရှိခဲ့ပြီပဲဖြစ်ပါတယ်နော်မင်းလာ on နဲ့လို့မေးပြီးတော့ဆော့နော်တကယ်ကောင်းတဲ့ရင်နော်ဝင်သွားတဲ့ timing ကြီးကလည်းကွက်တီးရသရလိုက်တဲ့ကင်းကြီးလည်းရလိုက်သလိုတက်တယ်ကြီးပါရခဲ့တယ်ကျွန်တော်မြန်မာအသင်းအပွင့်လေးတော့တော်တော်ကြီးတော့လှသွားပြီအောင်လန်းလေးကိုသွားကြည့်မလားရပြီအောင်လန်းလေးကိုလည်းထောက်ပေးရတယ်ဗျာ17တွက်
ကီအော်ဟာအဲ့မြန်မာပွဲ လာပြီကွာငါတို့မြန်မာပွဲဆို မြန်မာပွဲဆိုဟဲ့မှာတော့ EOK 1-4 ွားလို့ရှင်တော့ကိုသေးဒီကောင်လေးစကိုင်လာပေါ်အားကိုရတော့မှာ မှန်နေ ကဲ မှန် လို့ နေ စကိုင်လာတော့ပပိုင်နိုင်သတ်လိုက်နိုင်လို့ရှင်တော့ဒီပွဲနိုင်သွားပြီအေးစေးပဲเนาะအဲ့လီယိုမောကပွဲကျင်ကြာလာနဲ့မြပုတ်သွားမှာ လီနာ2-0 ရာသူကြီးထင်နေလားမသိဘူးကာရီက ဟုတ်ပါနော်လီနာကိုရှိုးနိုင်တဲ့2-0တယ်မင်းလောင်ရက်တိုက်ဒီဘက်ဂိမ်းတော့ကောင်းတာပြောလို့ပြောမှာဟိုဘက်ကခေါင်းပြေးတိုးမဲ့ကောင်းနေကြီးပဲ ဖန်နီကိုသေးဖန်နီဘလူးဘက်ပါစေရအောင်မှာเนาะအဲ့ဒါ သူမစားဘူးကွာမစားဘူးအနေများတယ် အနေတော့များပါတယ်ဒီဘက်အသေးလိုင်းပြေးလာကြည့်တာလို့လီယိုမောမြင်းတွေပါခေါ်ပြီးတော့ ပြနားလေတယ်မနော် ဖန်နီကိုကတော့ပြီးမစားဘူးသူတို့ long diversion နဲ့လာစားမှာဆိုလို့เนาะဒီကောင်တွေက on ကနည်းနည်းတော့ star တော့တက်ပါတယ်ဒီကောင်တွေကเนาะ coach အဒီကြောင့်သာနည်းနည်းလေးတိုင်ပတ်နေရလို့ခံစားရတယ်ဆိုပေမဲ့ ဟုတ်ပါ player တွေရဲ့ individual တွေတော့ကောင်းတယ်ကျွန်တော် YG ကလည်းနေမနေဘူးเนาะဒီကောင်တွေတော့ကတော့ဒန်လူရင်မောင်နဲ့ဆော့လို့ရတဲ့အနေထားအခုဆိုရင်တော့ကျွန်တော်အောက်လန်းမှာ Skylar Lane လေးတော့စ pressure ပေးဖို့တော့စဉ်းစားနေရင်းနဲ့ပဲကျွန်တော်ပြောခဲ့သလိုပဲအဲ့လို Fanny လေးနဲ့ပေါင်းကန်တာမျိုးပဲဖြစ်ဖြစ်เนาะလောက်တာတော့လုံးတင်နေပြီကဲနောက်ဆုံးတတ်တယ်ထက်ချအောင်မလားစိတ်ပါရင်တော့ဟိုဘက်မှာ rubber ဘာညာသွားပြန်စားလို့တော့ရနေသေးတယ်ဟန်ရိုင်းတော့တော့ကြတော့ easy stop လက်ပီယိုတော့နည်းနည်းလေးကန်ဆန်းညီနေလားတော့မသိပေမဲ့အန်နေတော့များပါတယ်နော်ကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတယ်လေးပါလိပဲ AC လောက်လိုက်တာတော့ပိုးစင်ပြေတယ်နော်မလေးလက်ပီ မတ်မန်လေးပါလာ join ပါဘူး ဟန်တော့နော်ကျွန်တော်ရပေါ်လန် vision လေးတစ်ချက်တော့ထောက်ထားနေပဲဒီဘက်မှာတော့ carry နေနဲ့တော့တာတယ်တော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတစ်ဝက်လောက်တော့ရုံနေတော့900ပဲတဲ့စားရမှာတိုင်း step ပါပဲလာ join မယ်နေထားဗျ ကဲ Oregon တစ်ချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးအလှတယ်ဗျ လက်ပီနော် strike ကြီးနဲ့ပြေးဝင်လာတာညီကိုတန်ဖောင်ပြောင်းနေတာလားတော့မသိဘူးအန်နေလေးတော့နည်းနည်းလေးများတယ်အဲ့မှာပြေးပြီးတော့တန်ဖောင်2 man sky for ဆွဲချိတ်တာ blame မဲ့ပါဝိုင်းနေမှာတော့ gloria ပါဝေးပါနဲ့ခင်းမလားခင်းလာတယ် blink ဂျာညံ့နေပေမဲ့လက်ရောက်အောင်တော့ပြန်ပြေးဝိုင်းနေမှာတော့ cloud blending ကျူတယ်ပြန်ထောက် sky for ထတ်ထိုးလက်ပီဂျာညံ့နေနေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနေကေးရတော့မပေးတာဆန်ဂျာညံ့ဝိုင်းနေပဲ hero game 1 for 1 3တန်နေတိုင်းတန်တာတရလိုက်တယ်ငါတို့ ရလိုက်တယ်တတရလိုက်တယ်เนาะဒီဘက်မှာဟန်ဟုတ်တယ်ဟေ့အောင်ကြီးเนาะအပေါ်လမ်းမှာပါတာဝါလေးတစ်လုံးထပ်ရဖို့တော့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလဲကဟုတ်ဆိုင်မစ်တာဝါကြီးချိုးသွားလိုက်လीကဲနော်တာတယ်လေးလည်းရလိုက်တယ်နော်ဟီရိုကီလေးလည်း1 for 1 trade နေတာတခုမှတန်နေပေါ့နော် မစ်တာဝါကြီး ဟိုမှာမင်းကမရဒါပေမဲ့အော်လန်မဲယူလိုက်ပါအော်လန်မဲယူလိုက်ပါ ဟာเนาะရတာလောက်နေပဲချိန်နေရမယ်နေထားเนาะလက်ပီယာလည်းပေးတာတော့ပေးလိုက်ပါပြီဒီကောင်ဥစားမဖြစ်တော့ စတစ်ကလောက်က ချိုးသွားလိုက်ရမှာ စတစ်ကလောက်နော်တော်တော်လေး farming လောက်ခွင့်ရတယ်လီနာတော်တော်တာယာနေတာ203လီနာကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့နော်အကောင်းမှုဆုံးတော့အတင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် sky for 2 man ကြားမှာ cloud blending တူတယ်ဝွန်ပိုကိုမိုနဲ့စန်တန်ပြောက်သွားသလိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ fanny k ပဲတောက်လျှောက်တွေဆွဲ hero k လေးတော့ထက်ရအောင်မှာ step ပါဂျာညံဝါတာ fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းလို့ကပ်ပတ်အခြေအနေမကောင်းဘတ်တော့တိုင်းလို့ဘတ်တော့နောက်နေနိုင်ပါရှင်းနဲ့ ရသေးတယ်ရသေးတယ်2 for 2ပဲအဲ့လိုတာဝါကြီးတဲ့ဝင်ထိုက်တာကြီးကတော့အနေအများတယ်နော်ဒီဘက်ဟိုလက်ပီလောက်ထပ်ရလိုက်တော့တန်သွားမှာဆိုပေမဲ့နော်အခုကတော့2 for 2 trade လောက်နဲ့ပဲကျင်းနှက်လိုက်ရတယ်နောက်က1000လောက်ပြန်ပေးလိုက်ရတယ်ဗျာ17ပြီးသွားတယ်ပါတော့ပါတယ်ပေါ့နော် ဘာမှမဖြစ်ဘူးနော် ဒီကန်ကောင်းတာလေးတခုကတော့စကိုင်လာကီးမရသွားတာလေးပဲဗျာ ကဲဒီဘက်မှာလည်းဟန်အနေနဲ့တော့အောက်လဲ စိတ်ရှိလိုက်လီယိုမောကိုတက်လို့ရတော့တယ် ဒါပေမဲ့မလုတာပဲကောင်းပါနဲ့တိုင်းမြင်းနေပါနဲ့ဆိုဆွဲချိလိုက်လို့ရှိရင်ကျိုးပြောင်းသွားမှာဒီလားဗလန်အဲ့ဒါမလုတင်ဘူးမလုတင်ဘူးအမြောက်မပေးနဲ့တိုင်းမလုနဲ့ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပေးဖန်အပေါ်လန်းနေပါဒီသွားဖန်အောင်မလားစိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရလဲတာနေတာဆိုတော့ဘယ်နာသွားဖန်အောင်အဆင်ပြေတယ်ဗျာကဲ နောက်ဝက်900လောက်များ အောက်တော့ lane pressure တွေပေးစကိုင်လာဒီလောက်လားဒီကောင် flicker တော့ရှိတယ် အဲ့ကောင်တော့လုံးလို့ရလောက်တယ်တိုင်း ဒါပေမဲ့ဘက်က လီယိုမောကလည်းမလန်းမကန်းမှာရှိနေတာ ရှိတယ်ဒီကောင်လေးရှိတယ် လောဘတ်တယ်လေး လော ပဲ လည်း ရှိ ဆွ နေ နေ ပြီ ပြီတော့ကျွန်တော်လောဘတ်တယ်လေးလည်းထက်ကြည့်ရဖို့တော့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘတ်တွေဘာတွေကစားထားတာမကြသေးတဲ့ပုံပဲပေါ့နော် EI ကြောင်းပဲဗျလိမ့်နီကိုတော့အပေါ်မှာတော့တောက်လျှောက်ကြောင်းမိတိုင်းနဲ့ပဲကရီလောင်လာလေးတော့ဝဲလေလေးတော့ဖြစ်နေ easy ကျွန်တော်တာနေရဆိုလောစရာမလိုဘူးနော် rubber တွေဘာတွေစားဘလူးဘတ်ဘာညာစားဘတ်တာမယ်ထင်မှပဲဝင်ချတော့ပူကောင်းတယ် ရအရင်ကြီးလောနေရတော့မလို့ပေါ့နော်အဲ့မလေးကလောနေအော်လမ်းမှာလော်လေးကတော့ပေါ်နေနေတော့ရင်းခြေနေလေးတော့ကြည့်တယ်ဗျနော်သူကလည်းဒီဘက်မှာဆိုတာရဲ့ form တွေဘာတွေခိုးတော့ခြေလေးပြန်ဝင်ပြန်တော့လုပ်လို့ရတယ်ရ sans ကတိုက်သတိထားနေပြီဒီလားရင်းကို respect ပေးမှရမှာအော်တန်းဖောင်ပြီးသွားပြီဟိုဘက်ကအော်ဒီဘက်မှာလည်းရင်း assassin ဖောင်ပြီးသွားပြီဆိုတော့ Sora ရဲ့ ultimate တွေကတော့နောက်နှစ်ဖက်လုံးမှာတော့မရှိတော့ပါဘူးဒါမှမဟုတ်အဲ့ကူတော့အရင်မကြောက်ဘူးလို့နောက်ကောင်လုံးတော့
ပြန်ဘိုးသားပြန်ခိုးလို့ရတယ်ခဏ စပယ်မှာညာလေးပဲနည်းနည်းလေးပြန်ဆောက်မလားဗောနော်ကျွန်တော်လော့ဒန်ညင်နေပြီဗျ YG ကနောက်ဒီဘက်လော့တွေပါတော့စပြီးတော့ပြင်ခေါ်ထုတ်ထားနေမှာမဟန်နည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Glory ပတ်ဝေးဗတ်တယ်လေးပြေးဆိုင်နေတဲ့နေသားတစ်ခုကနေဒီဘက်မှာကီပွိုင်းမာပြီးထားနေမှာကလောက်ပြစ်ချက်တွေလီယိုမမြင်းခေါ်တာရလိုက်ပြီးတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆောက်လိုက်တော့လော့ dance ဆိုရာတန်ဖောင် Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတော့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Lowing Dispersion Rotation ခိုင်းပြီးတော့သေးမလို့ပဲကလောက် Blazing Jewel ဆိုဟန်ဂျာညက်သွားနေတာတော့မသေးသွားပြီမရင်အကောင်းမှုဆုံးဖမ်းလိုက်နေတာတော့မ Sky လာတော့မတက်ရအောင်ပါရိုက်ပြီဒါပဲကေးဗျာ Hero K နှစ်ကောင်တောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူး အော်လောလို့မရဘူးဟန်ဂျာညက်သွားတာသူဝင်ပိုင်းတာတော့တာဂက်တော့မှန်တယ်ဆိုပေမဲ့တစ်ဖက်ကကာရီကိုအရင်ဘက်ကပေးနေတဲ့အနေထားဆိုတော့ဟန်တော့ပေးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะ241လောက်တော့ရှင်းနေထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်သာမသိသွားလို့ရှိရင်ဒီလောကကျွန်တော်တို့လောဖြစ်သွားပြီဟုတ်ပါကဲခုလဲဒါကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်မယ်လေးကိုနော်ကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့ပဲလော်လေးပါလေးဖိုးချနေရလားတော့မသိပေမဲ့ stick နေနေရတယ်ဘာမှလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ပြီးတကောင်ခေါင်းပြေးခေါက်လက်ပြီးတကောင်ရင်တက်လိုက်မလားဆိုတာဘိုင်းမရှိတော့ဘူး4-5အနေထားတစ်ခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့ဒီလော်လေးတော့နော်လုံးမဲ့အနေထားမျိုးရှိ4ယောက်5ယောက်အားတော့တိုင်အင်အားတာနေတာတတိထားပါဆောက်တတိထားဖာစာဆန်စ်ပါဆောက်တတိထားဒီဘက်ကခြုံလေးထဲမှာရှိတယ်ဖယ်လာ air strike ဒီပါလေးပေးလော်လေးတော့4ချိုင်နေတာတို့မှာဘေးနားနေ retreat တိတိကျကျပေါက်သွားနေတယ် first law တော့ကျွန်တော်မြန်မာအသင်းသိမ်းပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ်ဒီလိုကြီးတကောင်များတော့တလို့ညီတို့အတန်ကြီးအရန်တန်တော့လက်လော်လေးရလိုက်တဲ့အပြင်မှာကြောချလေးပါစေရဝဲနောက်မှာတော့မြန်မာအသင်း YG အနေနဲ့တော့လေလဲမစ်တာဝါသလုံးမှာရိုက်ခွဲပေးနေပြီပဲဖြစ်ပါတယ်စတစ်အိုက်တန်3ခွက်စောစီပဲရလာနေပဲနောက်မှာတော့ဝင်းုံနေချပါညာထက်လို့ဆိုစကိုင်လာအနေနဲ့တော့ဘဝတော်တော်ဆိုးနေတာသူဒီမွန်တာတွေဘာတွေတော့မထည့်နိုင်ဘူးဝင်းုံနေချတစ်ခါလေးတန်းထည့်ထားရတဲ့နေသားဆိုတော့ဒီကရီချီယာဒမ်မစ်ကတော့အဲ့လောက်ကြီးတော့ကြောက်စရာတော့မလိုသေးဘူးဗျရလာတဲ့လော်လေးနဲ့သူအပြင်ကစကန်တာဝါလေးတွေမေဂါတာဝါလေးတွေတွေးလျှော့တာမျိုးတွေလုပ်လို့ရမယ်နောက်ဝက်ဒီတက်ပိုပြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က energy ဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူး day 1မှာတွေက onic ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသင်းဆိုတော့ကျွန်တော်တို့ 1G အမားအတက်နိုင်တော့အ ਨੇ ဆုံးနဲ့တော့စော့ပြမှာတော့ရမယ်ဗျ။ဒီဘက်မှာလည်း final air strike တွေပဲရှောင်းစော်ထိုင်းနေမှာရင်းပြေးဝင်နေတော့ဒီမှာ final game ပဲကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမြင်တားကပျောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်။အေးကြောင်းပဲ။ shot ရာစိတ်လေးပါလေးရှော့အောင်ပါဗောနော်။ဆိုတော့ blank 30ချက်တွေကိုကျွန်တော်နားထောင်တော့တော်တော်လေးကောင်းနေတာဗောနော်။ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဟိုဘတ်တယ်မှာငါတို့တာဝါးတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထူအောင်နောက်နေတာဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းကြီးပါပြန်ခေါက်တယ်ဖန်နီနေနဲ့ပေါ်လမ်းမှာဖျာခင်းနေတာရတယ်တိုင်လိုချင်တာမဲကာပဲတိုင်မင်းကမေဘယ်လန်းရအဆင်ပြေတယ်ဟေးဟေးဟေးဝီရာအေးစေးတန်သွားပြီ first one တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေသွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာတိုင်ငါတို့စိုက်လေးနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခံရတယ် Blazing Jewel Dispersion Rotation Damage ကလောက်နဲ့ညီနေတယ် Kyrie တန်းပြတ်သွားနေပြီတို့ကနှစ်ကောင်တော့ Skylar တကောင်မှထပ်တင်မယ်ဆိုရင်တော့တန်းလို့ရအောင်မှာအဲ့နေဟာ Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Step ပါပြစ်ချဝိုင်းနေတာတခုမှ Iroke 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခင်နဲ့ပဲ Mega 3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလဲလမ်းမှာနောက်ထပ် Mega တလဲတော့ Cree ရုပ်လေးနဲ့ထပ်ဖို့လုံနေနေတော့ Chris တဲ့သလုံးတွေပါပြေးရိုက်မလား Cree တွေဝင်လာနေပြီတန်းမလားတိုင်းတို့တန်းမလား Cloud တန်းနေပြီ Cree တွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားနေပြီကြီး YG ကျော်ရမြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on နေလို့မေးလာအောင်ဟောင်း Oh my god on in